ရေရောက်ပြီးသားမြန်မာမျိုးသားတယောက်တိုင်းမှာလူမင်္ဂလာပွဲတွေသွားဖို့ပဲဖြစ်ဖြစ်ပွဲတွေတက်ဖို့ပဲဖြစ်ဖြစ်မြန်မာတိုက်ပုံတွေထည့်ရတော့မရှိမဖြစ်လိုအပ်ပါတယ်ကျွန်တော်တို့ဒီ game fashion outfit မှာတော့ပိုးသားနဲ့ချုပ်ထားတဲ့တိုက်ပုံတွေအပြင်ခြေသားနဲ့ချုပ်ထားတဲ့တိုက်ပုံတွေကို Rainmail Custom ကပါခါရရနိုင်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ပိုးသားနဲ့ချုပ်ထားတဲ့မြန်မာမှုလက်သက်ဆက်တဲ့တိုက်ပုံဖြစ်ပါတယ်ဒီတိုက်ပုံမှာအာသာချက်တွေရှိဆိုအားနည်းချက်တွေလည်းရှိပါတယ်ခင်ဗျာဒီတိုက်ပုံရဲ့အာသာချက်ကတော့ခြိုင်းမှာဒီလိုမျိုးလက်သက်ဆက်တွေဖြစ်တဲ့အတွက်လှုပ်ရရှားရတာလွယ်တယ်တတရှိတယ်ဒါပေမဲ့သူ့ရဲ့အားနည်းချက်ကကြတော့လက်သက်ဆက်တွေဖြစ်တဲ့အတွက်ဒီနေရာမှာလူဖြစ်နေတာကြီးလို့ပွားနေရမျိုးတွေတော့ရှိပါတယ်ဒါတော့ smart မကြဘူးပေါ့နော်ဒါတော့ရှေးခေတ်ကကျွန်တော်တို့ပုံမှန်တိုင်းဝေးလာကြတဲ့ဒီလက်သက်ဆက်နဲ့မြန်မာမှုတိုက်ပုံဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီဘက်ခေတ်ရောက်လာတဲ့အချိန်မှာဒီ design တွေကိုပြန်ပြီးတော့တီထွင်ပြီးတော့ designer ကိုယ်တိုင်ချုပ်ထားတဲ့လက်ဖြတ်ဆက်ရင်စီတိုက်ပုံဖြစ်ပါတယ်အသားကိုတော့ကျွန်တော်တို့ cashmere ခြေသားကိုသုံးပေးထားတာဖြစ်တဲ့အတွက်လေဝင်လေထွက်လည်းကောင်းတယ်ဝေးရတော့သူကပို့ပြီးတော့သွားပို့ရှိအောင်ပို့ထက်စားလို့ရှိရင်နောက်ထပ်အားသာချက်တစ်ခုကတော့ကျွန်တော်ဒီကောင်က jacket တိုက်ပုံဖြစ်တဲ့အတွက်ဒီ chain တွေကိုယ်ရည်တွေမှာပွားနေရမျိုးမရှိဘူးပို့ပြီးတော့လည်း smart ကြတယ်ပို့ပြီးတော့လည်းချက်ရရှိတာပေါ့နော်နောက်တစ်ခုကကြတော့ဒီတိုက်ပုံကကြတော့ကျွန်တော်တို့နှစ်ထပ်တိုက်ပုံဖြစ်ပါတယ်နှစ်ထပ်တိုက်ပုံဆိုတော့ပုံမှန်တိုက်ပုံတွေဆိုလို့ရှိရင်ကျွန်တော်တို့အပေါ် A gap ပါမယ်ဒီအောက် A gap ပါမယ်အဲ့လို A gap နှစ်ခုလောက်ပဲပါတယ်ဒီကောင်လေးဆိုလို့ရှိရင်ဒါကျွန်တော်တို့ကအတွင်း A gap တွေကိုဒီလိုမျိုးsuit တွေတိုင်းပေါ့နော်နောက်တိုင်းဝတ်ဆိုတွေတိုင်းချုပ်ထားပြီးတယ်ဒီမှာအတွင်း A gap တွေပါတယ်ထည့်လို့ရတယ်ပေါ့နော်ဒါတော့ line နဲ့အပြည့်နဲ့နှစ်ထပ်ဖြစ်သွားတာပေါ့နော်ကျွန်တော် Facebook လေးချုပ်လို့ပြောပေါ့အခုလိုမျိုးမြန်မာမှုတိုက်ပုံတွေပဲဖြစ်ဖြစ်ဒီလိုမျိုးခြေသားတိုက်ပုံတွေပဲဖြစ်ဖြစ်ကျွန်တော်တို့ Nordic Fashion Outfit မှာ Rainmail Custom မိုက်ပါလိုချင်တယ်ဆိုလို့ရှိရင်60လမ်း28 29လမ်းကြားမန်လေးမြို့မှာလူကိုယ်တိုင်စိတ်တိုင်းကြလာရောက်ပြီးတော့ဝယ်ယူနိုင်ပါတယ်ခင်ဗျာ online ကနေလည်းကျွန်တော်တို့အယောင်ဝင်ချေစနစ်နဲ့မှာယူလို့ရတယ်လို့အယောင်ဝင်ချေမရတဲ့မြို့တွေကိုလည်းဝင်ကြိုရှင်းကားဂိတ်တင်စနစ်နဲ့ပို့ပေးနေပါတယ်ခင်ဗျာတကယ်လို့အတိုင်းတိုင်းပို့အတွက်လိုအပ်လာတဲ့အတိုင်းတိုင်းမသိဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ online ကနေတိုင်းပုံတိုင်းတွေလည်းကျွန်တော်တို့ပို့ပေးလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်